အားလုံးပဲမင်္ဂလာပါအခုရှင်းပြပေးမှာကတော့ Adobe Photoshop software တွေမှာမြန်မာစာဓာတ်တွေနဲ့တောက်ချိုက်ရိုက်လို့မရတဲ့ပြဿနာဖြေရှင်းနည်းလေးပြောပြပေးသွားပါမယ်အရင်ဦးဆုံး Photoshop ကိုဖွင့်လိုက်ပါစာရွက်လေးတစ်ရွက်ခေါ်လိုက်မယ်โอเคပြီးလို့ရှိရင် tutorial တစ်ချက်နိုင်မယ်ဒီမှာမြန်မာဖောက်လေးချိန်လိုက်ပါစမ်းရိုက်ကြည့်မယ်နော်ဒီလိုမျိုးကြီးဖြစ်နေတာပေါ့နော်โอเคအဲ့ဒါဘယ်လိုလုပ်ရမလဲဆိုရင်ဒီ keyboard ပေါ်ကနေပြီးတော့ control ရဲ့ K ရဲ့တွဲနှိပ်လိုက်ပါထိုင်းဆိုတဲ့နေရာလေးကလစ်မယ်ဒီ use smart quiet ဆိုတဲ့နေရာလေးကိုမှန်ချစ်ဖြုတ်လိုက်ပါပြီးရင် OK ပေးလိုက်ပါโอเคခုစဉ်ရိုက်လို့ရသွားပါပြီဒီ keyboard ပေါ်ကနေပြီးတော့ control K နဲ့မနှိပ်ချင်လဲဒီ edit ထဲကနေပြီးတော့ preference ထဲကနေပြီးတော့ generate ကိုနှိပ်မယ်โอเคအတူတူပဲเนาะဒါလေးကိုမှန်ချစ်ဖြုတ်ထားလိုက်ပါနော်โอเคအားလုံးအဆင်ပြေကြပါစေ